ဒီပါခီးသွားတဲ့အခါမှာကျမတို့နဲ့တူတူတပါးတဲ့တက်ဆောင်သွားရမယ်အရန်အရေးကြီးတဲ့ passport တစ်ခုသာချက်တက်ခွဲသွားရင်ဘယ်လိုလုပ်ကြမလဲကျမတို့ဒီပေါက်ခီးသွားတဲ့အခါမှာတက်ဆောင်နေရှိတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်ဥပမာအားဖြင့် handphone laptop ပတ်စံအိတ်ကင်မရာအသရှိတဲ့ဖြင့်ပစ္စည်းတွေအများကြီးတည်ယူလေးရှိကြပါတယ်အဲ့ဒီပစ္စည်းတွေထဲမှာတော်တော်များများကတော့တွားရင်လာရင်နဲ့မိကြံခဲ့တာမျိုးဘေးနားမှာချထားပြီးတော့ပြန်မကောက်မိတာမျိုးဆက်ကဝင်သွားပြီးလို့ရှိရင်ကျမတို့ပတ်စံကိုရှင်းပြီးတော့ပတ်စံအိတ်ကြံခဲ့တာမျိုးဒါမျိုးလေးတွေကျမတို့အမျိုးမျိုးသောအပြောက်မှုများစွာကြုံတွေ့ရပါတယ်အထူးသဖြင့်ဘယ်လိုနေရာမျိုးမှာပစ္စည်းတွေကြံခဲ့လေးရှိလဲဆိုလို့ရှိရင်လေစိတ် security x-ray ဖြတ်တဲ့အခါမှာကြံခဲ့တာမျိုးအများဆုံးတွေ့ရပါတယ်ရှင်ပတ်စံအိတ်နာရီသုံးဆောင်ပစ္စည်းလေးတွေကတမိုးတစ်ခုအနေနဲ့ဆုံးရှုံးမှုတစ်ခုပဲဖြစ်သွားတာမျိုးပါတကယ်၍များခီးသွားနေစဉ်ကာလမှာအရန်အရေးကြီးတဲ့ passport တစ်ခုသာကျမတို့ချက်ပြခွဲသွားရင်ဘယ်လိုလုပ်ကြမလဲအရန်ရင်လုံးပန်းလုံးဖြစ်ပြီးတော့ကျမတို့စိတ်တွေလှုပ်ရှားပြီးတော့ပေါ့နော်အဲ့လိုတွေဖြစ်သွားမှသိကြပါပဲရှင်ဒါကြောင့် passport မပြတ်အောင်ကျမတို့ဘယ်လိုလုပ်ကြမလဲအဲ့လို passport ချက်ပြခွဲရင်မိမိရဲ့စိတ်ကိုအေးထားပါမိမိတို့သွားခဲ့လာခဲ့နေခဲ့တဲ့နေရာတော်တော်များများကိုတည်တည်ချာချာရှာဖွေစမ်းစမ်းနေနေနေတာဘလို့မှရှာလို့မတွေ့တော့ဘူးဆိုရင်တော့ကျမတို့ရောက်ရှိနေတဲ့သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံတန်ယုံကိုသွားရောက်အကြောင်းကြားပေးရမှာဖြစ်ပါတယ်တကယ်လို့များသွားတဲ့နိုင်ငံမှာတန်ယုံမရှိခဲ့ဘူးဆိုလို့ရှင်တော့သက်ဆိုင်ရာ immigration ကိုအကြောင်းကြားပေးရမှာဖြစ်ပါတယ်အကောင်းဆုံးကြံပေးချင်တာကအဲ့လိုခက်ခဲတွေဖြစ်လာရင် processing လွယ်ကူမြန်ဆန်မှုအတွက်ကျမတို့နဲ့အတူတူတက်ဆောင်သွားရမယ့်ပစ္စည်းတွေဖြစ်တဲ့ passport visa hotel booking travel insurance နဲ့ flight ticket တွေစရှိတဲ့ travel document အကုန်လုံးကိုခီးမသွားခင်မှာကျမတို့ဖုန်းနဲ့တက်ဝင်လိုက်ပြီးတော့တင်ဆက်ထားတာအကောင်းဆုံးဖြစ်ပါတယ်ဆိုတာအကြောင်းလေးကိုအကြံပေးပါရစေရှင်